ကဲတင်ချင်းလေးစလုပ်ပါပြီနို့လေးတစ်ဘူးကိုသုံးပါမယ်ဒီနို့လေးတစ်ဘူးထည့်ပါမယ်ရှင်ဒီအမျိုးအစားလေးပါနော်ထည့်ပြီးဆိုလို့ရှိရင်မီလေးနည်းနည်းလေးပဲသုံးရပါမယ်မီများလဲဆိုရှင်တင်ချင်းမဖြစ်ပါဘူးရှင်ပြီးလို့ရှိရင်တကြားလေး3စွန်းထည့်ပါမယ်ရှင်ဟင်းခတ်စွန်းနဲ့3စွန်းထည့်ပါမယ်တချစ်ဒိန်ချင်းကမချိုရင်လည်းစားမကောင်းဘူးတအားချိုရင်လည်းအဆင်မပြေဘူးเนาะအဲဒါကြောင့်အမတို့ဒီဟင်းခတ်စုံလေးနဲ့3စွန်းသုံးပါတယ်ရှင်3စွန်းထည့်ပါတယ်ပြီးတော့ခါကြလို့ရှင်တကြားလေးပျော်သွားအောင်မီအေးလေးနဲ့ဒီစွန်းလေးနဲ့မှွေပေးရပါတယ်တကြားလေးတွေကြည်သွားပြီဆိုရှင်ခဏထားရပါတယ်ခဏထားပြီးတော့ဒီလိုမျိုးတစ်ပွားနှစ်ပွားပွားပြီးဆိုလို့ရှိရင်မီလေးပိတ်ထားလို့ရပါပြီရှင်မီလေးပိတ်ထားလို့ရပါပြီမီပိတ်လို့ရှိရင်ဖို့ဘေးနားမှာထားရပါတယ်ထားပြီးတော့ဗာလဲဒီဒိန်ချင်းလေးဒီနိုးကလေးဟိုလက်ကလေးနဲ့တိုးကြည့်ပေါ့နော်လက်ညှိုးလေးနဲ့တိုးကြည့်လက်ညှိုးနဲ့တိုးလို့ရပြီဆိုလို့ရှိရင်ဒီဒိန်ချင်းဘူးလေးကိုထည့်ပေးရပါတယ်အမတို့ကဒီအမျိုးအစားလေးသုံးပါတယ်ရှင်ကြိုက်တဲ့အမျိုးအစားကိုသုံးလို့ရပါတယ်အချိုကြိုက်ရင်လည်းဒိန်ချင်းအချိုလေးရှိပါတယ်ထည့်လို့ရပါတယ်ရှင်အမတို့ကဒီအမျိုးအစားလေးပဲသုံးပါတယ်လက်ညှိုးနဲ့တိုးလို့ရပြီဆိုလို့ရှိရင်အပူလေးပေါ့နော်နည်းနည်းလေးပဲနွေးပဲကျန်တော့တယ်ဆိုရှင်ဒီဒိန်ချင်းလေးကိုထည့်ရပါတယ်ရှင်ထည့်ပေးရပါတယ်ထည့်ပြီးတဲ့ခါကျတော့ရှင်ဒီအိုလေးကိုမှုမယ်ဒိန်ချင်းလေးတွေပျော်အောင်မှုရပါတယ်ဒီထက်ပူတဲ့ရင်ဗလာဒီနို့လေးကပူမှာဒါဒီဒိန်ချင်းလေးကိုထည့်မယ်ဆိုလို့ရှိရင်ဒိန်ချင်းဖြစ်တဲ့ပိုးလေးတွေတည်သွားပါတယ်ရှင်အဲ့ဒီတော့ဒီနွေးလေးမှာဒိန်ချင်းကိုလောင်းထည့်ရပါတယ်အဲ့ဒီတော့မှဒိန်ချင်းကိုဟိုဝင်းထဲမှာရှိတဲ့ပိုးလေးတွေကိုကောင်းတာလေးတွေကိုဖယ်ပြီးကောင်းတာလေးတွေကိုထည့်ပြီးမကောင်းတာလေးဖယ်ပြီးဖို့အတွက်ဒီလိုမျိုးဟိုနွေးလေးနဲ့ပေါ့နော်နွေးလေးဖြစ်မှဒိန်ချင်းလေးကအဆင်ပြေပါတယ်လို့ရှင်မှွေထားတဲ့ခါကျမှွေပြီးတဲ့ခါကျလို့ရှင်ခဏထားပြီးလို့ရှင်ပိတ်စိမ်ပါလေးပဲဖြစ်ပေါ့နော်ပလေးရှိတဲ့အဝတ်ကလေးနဲ့အုပ်ထားပေးရပါတယ်အုပ်ထားပြီးတော့တနေရာမှာထားပေးရပါတယ်12နာရီကြာထားရပါတယ်သူယူလိုက်ပြီးတော့ဒိန်ချင်းလေးခဲလေးတုံလေးဖြစ်တဲ့ခါမှာအဲ့လိုမျိုးဖြစ်တဲ့ခါကြလို့ရှိရင်လိုအပ်တဲ့ဖာလေးထဲမှာထည့်ထားရပါတယ်ကိုရေခဲတက်တာမှာထည့်စားလို့ရပါတယ်ပြီးတော့လိုသလိုလည်းထုတ်စားလို့ရပါတယ်ရှင်ဒီနီးလေးတိုင်းလိုက်လုပ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်